အခန်းချစ်ဈေးများပထမပတ် day 3 day 3မှာတီရှယ်ကိုဘာတွေသင်ကြားရမလဲဆိုတာကိုတီရှယ်နဲ့အတူတူလိုက်ပြီးတော့လေ့လာကြည့်ရအောင်ဒါအပြီးကဗျာရွတ်ဆိုခြင်းဒါအောက်ဆိုင်ပြီးအတန်နဲ့အမြည်ရွတ်ဆိုခြင်းဒါအောက်ဆိုင်ပြီးအခရာစလုံးဆက်ဆက်ရှင်ဒါပြီးကူရေးခြင်းတိုင်းရင်းသားအလှစုပေါင်းကပုံမြင်ကိုကြည့်၍ထင်မြင်ချက်ပြောခြင်းမြင်းကွင်းများရည်ဆွဲခြင်း x အခရာရွတ်ဆိုခြင်းပုံပြင်ပြောခြင်းတရုပ်ဆောင်ခြင်းကိန်းကပ်ပြားများသုံး၍ဖတ်ခြင်းလေထဲတွင်ရေးခြင်းကဲရေးခြင်းအနားယူခြင်းအဝတ်ထည်ပုံများကိုစက္ကူညှက်ခြင်းတနေ့တာအနှစ်ချုပ်တို့ပဲဖြစ်ပါတယ်အရင်ဆုံးဓာပြီးကဗျာရွတ်ဆိုခြင်းဓာအောက်ဆိုင်ပြီးကဗျာလေးကိုဆက်ရကပြပြတတ်တာနဲ့ကလေးတွေကိုသင်ကြားပေးပါမယ်ဓာအောက်ဆိုင်ဝစ်ဆန်လေးနဲ့ဓာအောက်ဆိုင်နှစ်ချိုက်ဆက်ရဒလိများတို့များအလီထားအဲ့ဒီမှာဆရာကပိုစတာလေးကိုလက်နဲ့ထောက်ပြီးတော့ဓာအောက်ဆိုင်ပြပြတတ်ကလေးတွေကိုသင်ကြားပေးပါမယ်ဓာအောက်ဆိုင်ပြီးအတန်နဲ့အမြည်ရွတ်ဆိုခြင်းအမြည်ဓာအောက်ဆိုင်အတန်ကဓာအမြည်ကဓာအောက်ဆိုင်အတန်ကဓာဓာအောက်ဆိုင်ပြီးအခရာစလုံးဆက်ဆက်ရှင်ဓာအောက်ဆိုင်နဲ့စတဲ့ဒီစလုံးလေးတွေကိုဆရာကကလေးတွေကို hints ပေးပြီးတော့ကလေးတွေကလည်းကလေးတွေကိုလည်းစဉ်းစားခိုင်းပါမယ်ဓာအောက်ဆိုင်ပြီးကိုကူရေးခြင်းဆရာကတင်မုံပေါ်မှာမြေပြူနဲ့ရေးပြမယ်ပြီးရင်ကလေးတို့ကြောပြီးလေထဲမှာရေးပြမယ်ကလေးတွေကိုလည်းဒီပေါ့နော်လေထဲမှာလိုက်ရေးခိုင်းမယ်ပြီးလို့ရှိရင်ဆရာကဒီချက်ဆိုအရှိကိုထွက်ပြီးသဲပန်းပေါ်မှာပေါ့နော်ရေးခိုင်းတယ်ရေးတဲ့အခါမှာအစွဲငင်မှန်မမှန်ကိုတယောက်ရှင်းစီတေချာစစ်ပါတယ်ပြီးရင်ဘီးလေးတွေကိုထပ်ရေးတာတို့ဘီးစလုံးလေးတွေကိုအယောင်ရှယ်တာတို့လုပ်ပြီးတော့ကလေးတွေကိုမှတ်မိအောင်သင်ကြားပေးလို့ရပါတယ်ပြီးဓာအောက်ဆိုင်ဘီးကိုဒီချက်တို့ကဒီမြင်းကွက်ထမှာပေါ့နော်လွတ်လွတ်လပ်လပ်ရေးခိုင်းပါမယ်တိုင်းရင်းသားအလှစုပေါင်းကပုံမြင်ကိုကြည့်၍ထင်မြင်ချက်ပြောချက်ဆရာကဒီတိုင်းရင်းသားအလှစုပေါင်းကဒီချက်ဆိုရင်ပုံပြင်လေးတွေကိုကိုယ်တိုင်ဆွဲပြီးဟိုပါပေါ့နော်ဟိုစာအုပ်ကလေးလောက်ထားတယ်ဒီရှယ်တင်တဲ့အကြောင်းမှာကြံခဲ့တာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီရှယ်ဆိုဒီကလေးတွေကိုပေါ့နော်ရှေ့မှာထိုင်ပြီးတော့ဒီပုံမြင်လေးတွေကိုတပုတ်ဟိုပါပေါ့နော်တရွက်ရှင်းစီလှန်ပြီးတော့ဒါဘာလို့လဲလို့ပေါ့နော်တခုချင်းစီကလေးတွေကိုမေးပါတယ်အခုတော့ဒီရှယ်လက်ထဲမှာမရှိတဲ့ဒီရှယ်ပိုစတာလေးလုပ်နေပါတယ်လုပ်ပြီးရင်ဒီရှယ်တင်ပေးပါမယ်မြင်းကွေးများရေးဆွဲခြင်းအစကမြင်းကွေးကဒီရှယ်တို့ပဆောက်ပုံကားငယ်ပုံမြင်းကွေးလေးပေါ့အခုကျတော့ဒီရှယ်တို့ကတစ်တို့ငါတို့နဲ့တူတဲ့မြင်းကွေးလေးပေါ့နော်ဒီရှယ်တို့လုပ်ငန်းပိစာအုပ်တွေလည်းရှိပါတယ်အဲ့ဒီလုပ်ငန်းပိစာအုပ်တွေမှာလည်းဒီရှယ်တို့ခလီတွေကိုဆွဲခိုင်းလို့ရပါတယ် x အခရာရွတ်ဆိုခြင်းဒီရှယ်တို့ကအင်္ဂလိပ်ပြီးစလုံးတွေအခရာတွေကိုလည်းပြပြတတ်သင်ကြားပေးဖို့လိုပါတယ် x ပုံပြင်ပြောခြင်းဒီသင်ခန်းစာမှာဒီရှယ်တို့ကကလေးတွေကိုအထည်တဲ့ပုံပြင်လေးပြပြပါမယ်အထည်တဲ့ပုံပြင်လေးကိုစမယ်ဆုံးကိုထရာကတေချာချင်းပြမယ်တေချာပြပြမယ်ကလေးတွေကပြီးလို့ရှိရင်အဲ့ဒီအထည်တဲ့ကိုပေါ့နော်တရုပ်ဆောင်ပါမယ်ဒီရှယ်ကတော့အထည်တဲ့ကြီးကိုခေါင်းပေါင်းပေါင်းလာတော့အထုပ်ဆောင်တော့ဆက်ဖြစ်လောက်ခိုင်းပြီးတော့ကျန်တဲ့တရိတ်ဆန်လေးနေရာမှာတရုပ်ဆောင်မဲ့ကလေးတွေကြဒီရှယ်မျက်နှာဖုံးလေးပေါ့နော်လုပ်ပေးထားပါတယ်အမှာပေါ့မြောက်နေရာတရုပ်ဆောင်မဲ့လူကမြောက်မျက်နှာဖုံးလေးပေါ့နော်ဟိုကြားနေရာမှာတရုပ်ဆောင်မဲ့လူကကြားမျက်နှာဖုံးလေးပေါ့အဲ့လိုမျိုးလေးလုပ်ပြီးရောဒီရှယ်တို့ကတရုပ်ဆောင်ခိုင်းပါမယ်ကလေးတွေအရန်စိတ်ဝင်စားပါတယ်ကိန်းကပ်ပြားများသုံး၍ဖတ်ရှင်ဒီသင်ခန်းစာမှာတီရှယ်တို့ကကလေးတွေကိုခုနှစ်တင်ကြားမှာဖြစ်တဲ့အတွက်တစ်ကနေခုနှစ်ထိပြန်ပြီးတော့အပြန်ဆိုမယ်ရှေ့ကောနောက်ပြန်ရေးတဲ့တာကိုရေးမယ်ဟိုပါပေါ့နော်တင်ကြားမယ်ပြီးလေထဲမှာခုနှစ်ကိန်းကိုဆွဲပြီးတော့ရေးမယ်သဲပေါ်မှာရေးခိုင်းတာတို့လေထဲမှာရေးခိုင်းတာတို့နော်စသဖြင့်လုပ်မယ်ပြီးမှတီရှယ်တို့ကခုနှစ်ကိန်းကိုကလေးတွေအစွဲရစ်တွေမှန်သွားပြီတေးကြသွားပြီရသွားပြီဆိုမှတီရှယ်တို့ကမြင်းအကွက်ထဲမှာတီရှယ်ရရေးခိုင်းပါတယ်အနားယူခြင်းဖြစ်ပါတယ်ကလေးတွေနေ့လည်အနားယူခြင်းဖြစ်ပါတယ်အဝတ်ထည်ပုံများစက်ကူညှက်ရှင်ဒီချင်အဝတ်ထည်ပုံလေးတွေသူတို့နှစ်သက်အားဆွဲခိုင်းပါတယ်ဆွဲခိုင်းပြီးတော့ကလေးတွေညှက်ပါတယ်ကလေးတွေကက်ကြီးကန်တဲ့အခါမှာဆရာက queue site ကိုလိုပါတယ်တနေ့တာအနှစ်ချုပ်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်